ကပတ်တော်လို့ဘာသာပြန်တဲ့နေရာကျမ်းစာမရေးဘူးတိတ်တိကြတိတိကြကြကဲဒီမှာကြည့်ယောဟန်1အငယ်1လိုက်စို့နှုတ်ကပတ်တော်သည်အစာဦး၌ရှိနှုတ်ကပတ်တော်သည်ဖျားဖြစ်၏နှုတ်ကပတ်တော်သည်အရာခတ်သိမ်းကိုဖန်ဆင်းတော်မူ၏ကဲအခု၃ချက်မှတ်တာနှုတ်ကပတ်တော်ဟာအရာခတ်သိမ်းဖန်ဆင်းတယ်နှုတ်ကပတ်တော်ဟာဖျားဟုတ်လားပြောပြီနော်နှုတ်ကပတ်တော်ဟာအစာဦးမှာရှိတယ်ဒါဆိုမေးခွန်းမေးမယ်နှုတ်ကပတ်တော်ဟာကျမ်းစာလားဖျားလားဖြည်းဖြည်းနှုတ်ကပတ်တော်ဟာကျမ်းစာလားဖျားလားယောဟန်1အငယ်1မှာပြောတယ်ဖျားအဲ့ဒီဖျားကအရာခတ်သိမ်းဖန်ဆင်းတယ်ဟုတ်လားဒါဆိုရင်ထပ်မေးမယ်နှုတ်ကပတ်တော်ဟာမြင်ရလားလူလားဖျားလားကျမ်းစာမြင်ရလားမြင်ရလားနောက်မေးခွန်းတစ်ခုမေးမယ်မောင်ပြေကျမ်းစာနဲ့လူဘယ်သူအရင်ဖြစ်လဲဟမ်ကျမ်းစာနဲ့လူဘယ်သူအရင်ဖြစ်လဲဒီမှာအခုပဲနှစ်ချမ်းကွဲနေပြီဒါကြောင့်ခရစ်ယာန်ဆိုတာတရားပဲဟောလိုက် तू ကဘာမှဖြည့်စရာမလိုတော့အားလုံးသိတယ်လို့ပဲမေးခွန်းမေးလိုက်ဖြစ်တာဒါဖြစ်တာနော်မလုံးနဲ့ဥက္ကဋ္ဌကြ तू ဖြစ်ချင်တယ်တိုက်ဆိုင်ခွဲလို့ကျမ်းစာနဲ့လူဘယ်သူရင်ဖြစ်လဲထပ်မေးမယ်ဒီမှာကြည့်လူဖြစ်တာဒီမှာကြည့်ကျမ်းစာကိုဖျားရေးလားလူရေးလားဟမ်ဖျားရေးတဲ့ကျမ်းစာမြင်ဘူးလားကဘာဦးကျမ်းဘယ်သူရေးလဲပြောလေဒါကြောင့်နေတော့ကဘာဦးကျမ်းပြီးရင်အောက်ဆုံးမှကြည့်လိုက်ကဘာဦးကျမ်း90ရှိတယ်ပြီးရင်အောက်မှကြည့်လိုက်ရှင်မောရှေရေးသားသောကျမ်းစာပြီး၏ဘယ်သူရေးလဲမောရှေရေးတာဘယ်နဲ့ဖျားရေးမလဲဖျားဘောပင်ကင်ပြီးတော့ကျမ်းစာတအုပ်လုံးလူကရေးတာဖျားဖွင့်ပြတာတဘောပေါက်လားဒါဆိုရင်ကျမ်းစာနဲ့လူဘယ်သူစောဘယ်သူအရင်ဖြစ်လဲလူအရင်ဖြစ်တာပေါ့လူဖြစ်ပြီးမှလူကိုရေးခိုင်းတော့လူကရေးလိုက်တော့ကျမ်းစာဖြစ်လာတာပေါ့ဘယ်လိုလုပ်ကောင်းကင်ကနေကောင်းကင်တမန်ပြစ်ချမလဲကျမ်းစာလူအရင်ဖြစ်တဲ့ကျမ်းစာတအုပ်လုံးကြည့်လေကဘာဦးကျမ်းဘယ်သူရေးလဲဆိုအောက်ဆုံးကိုကြည့်လိုက်ကဘာဦးကျမ်း90ပြီးသွားရင်ရှင်မောရှေရေးတယ်ထွမြောက်ရပြီးအောက်ဆုံးကိုဖတ်လိုက်ရှင်မောရှေရေးတယ်ဟေရှာယပြီးအောက်ဆုံးကိုဖတ်လိုက်ဟေရှာယရေးတဲ့ကျမ်းစာပြီးတယ်ဒီလိုလာတာလေဟုတ်လားရေးတဲ့ခုနှစ်တောင်အတိအကျပါသေးတယ်ဘယ်နာရေးလဲလိပ်စာပါသေးတယ်အဲ့ဒါသိကျင်အနက်ဖွင့်ကျမ်းတွေဖတ်ကြည့်အကုန်ပါတယ်လေမောရှေကကောင်းကင်မှာရေးပြီးမှတူတူဆင်းလာတာမဟုတ်ဘူးဒါဆိုကျမ်းစာနဲ့လူဆိုဘယ်သူစောလူစောကနှုတ်ကပတ်တော်နဲ့ကျမ်းစာဘယ်သူစောဘယ်သူစောနှုတ်ကပတ်တော်ဆိုတာလူလားဖျားလားဖျားနှုတ်ကပတ်တော်ဖျားဒါကြောင့်မမားရဘူးနော်ပြောရင်စကားပြောရင်တလွဲမပြောနဲ့ဓမ္မငါနှုတ်ကပတ်တော်ပျောက်နေတယ်တဲ့နှုတ်ကပတ်တော်ပျောက်လားတကယ်ပျောက်နေတာပါလေကျမ်းစာဒီမှာဒါကျမ်းစာဟုတ်လားကျမ်းစာအုပ်ပျောက်တာလားမသိနှုတ်ကပတ်တော်ပျောက်တာလားမသိကျမ်းစာနဲ့နှုတ်ကပတ်တော်မခွဲခြားတဲ့ဒီနေ့လူတွေကတကယ်တော့ကျမ်းစာဆိုတာရေးသားထားတာနှုတ်ကပတ်တော်ဆိုတာဖျားကိုယ်တိုင်ဒါကြောင့်ပြောတယ်လေလိုက်ဆိုနှုတ်ကပတ်တော်သည်ဖျားသခင်ဖြစ်တော်မူ၏နှုတ်ကပတ်တော်သည်အစာဦး၌ရှိနှုတ်ကပတ်တော်သည်ခတ်သိမ်းသောအရာကိုဖန်ဆင်းတော်မူ၏ဒါဆိုနှုတ်ကပတ်တော်ဆိုတာဖျား
နှုတ်ကပတ်တော်ဆိုတာအရာခတ်သိမ်းဖန်ဆင်းတဲ့နှုတ်ကပတ်တော်ဆိုတာကဘာမရှိခင်ကရှိတဲ့နှုတ်ကပတ်တော်ကပဲဖယားဖြစ်တယ်ဟုတ်လားအေးကျမ်းစာကြတော့မောရှေပေါ်ပြီးမှရေးတာဣဇရာပေါ်လာပြီးမှရေးတာဟေရှာယပေါ်ပြီးမှရေးတာဟုတ်လားမဟုတ်လားအေးသခင်ယေရှုတော်မှတကြမ်းမှမရေးသွားဘူးအဲ့ဒါမာသဲတို့လူကာတို့ကသူ့နောက်လိုက်ရင်နဲ့နောက်ယေရှုသေပြီးကောင်းကင်တက်သွားရောအဲ့နောက်ပိုင်းကျမှပြန်ရေးတော့ဓမ္မသစ်ကျမ်းဖြစ်လာတယ်ဟုတ်လားမဟုတ်လားဒါတော့မှသူတို့ကနော်ယေရှုရှိစဉ်ကသူတို့မရေးဘူးယေရှုနောက်ပဲလိုက်နေတာယေရှုတက်သွားတာ AD 30ကျော်မှာသူတို့ရေးတာအဲ့ဒီကနောက်10နှစ်ကျော်กว่าသေးတယ်ပြီးမှသူတို့ရေးတာဟုတ်လားအေးအဲ့ဒါသိရအောင်မယ်ဆိုတော့ဒီနေ့ကျွန်တော်တို့ကစကားပြောကြတဲ့ကကျမ်းစာဆိုတဲ့နေရာမှာကျမ်းစာပြောနှုတ်ကပတ်တော်ဆိုတဲ့နေရာမှာနှုတ်ကပတ်တော်ပြောစီနဲ့ရေမိုးနဲ့မြေအယမ်းกว่าတယ်အတိတ်ပဲမတူဘူးဟုတ်ပြီလားအေးအဲ့တော့တခါလေကြတော့ငါနှုတ်ကပတ်တော်ဘယ်နာထားလဲမသိဘူးမပြောနဲ့ပြောချင်းငါကျမ်းစာဘယ်နာထားလဲမသိဘူးပြောအခုလူတွေကနှုတ်ကပတ်တော်ပျောက်တယ်တဲ့ဘယ်နဲ့နှုတ်ကပတ်တော်ပျောက်နှုတ်ကပတ်တော်ပျောက်တာမဟုတ်နေ့စီမှာနှုတ်ကပတ်တော်ရှိကောမရှိတာတိုက်ဆိုင်ရင်ခွဲလော့ကဲကောင်းပြီဒီကိုပြန်လာခဲ့ခဏနဲ့အဝေးရောက်သွားမယ်မြင်ရတဲ့အရာဘယ်လောက်တီးမလဲဖုန်းမြင်ရလားအိမ်မြင်ရလားကားမြင်ရလားဖယားเจ้าမြင်ရလားကီးဘုံမြင်ရလားမိုက်မြင်ရလားဘယ်လောက်တီးမလဲအချိန်ကန့်သတ်တစ်ခုပေါ့ဟုတ်လားမဟုတ်လားအေးခေတ်ကာလအချိန်တစ်ခုရောက်လာရင်ဒါဒီအလုံးအပြည့်စည်သွားတာပဲဒါကြောင့်မလို့မျက်စိနဲ့မြင်ရင်မှတ်ထားလိုက်ဘယ်လောက်လဲခဏကဲအရေးကြီးတယ်မျက်စိနဲ့မမြင်ရင်မျက်စိနဲ့မမြင်ပဲရှိတဲ့ဟာနည်းနည်းပြောဘာလဲဝိညာဉ်ဟုတ်ပြီဝိညာဉ်မြင်ရလားဝိညာဉ်ကိုမြင်ရလားရှိလားသိကြလားသိကြတယ်အရှိမတစ်ခုလူဝိညာဉ်ကောင်းကင်တမန်ဝိညာဉ်ဟုတ်လားနတ်ဆိုးဝိညာဉ်အားလုံးကမြင်ရဘူးဒါမှရှိလားရှိတယ်ဝိညာဉ်ကရှိတယ်မမြင်ရဘူးမမြင်ရတဲ့အတွက်ကြောင့်အဲ့ဒီဝိညာဉ်ဘယ်လောက်တည်မလဲထာဝရကောင်းကင်တမန်ဝိညာဉ်လည်းထာဝရပဲလေနတ်ဆိုးဝိညာဉ်လည်းထာဝရပဲလေမငရဲကြတယ်နတ်ဆိုးတွေသူတို့ဝိညာဉ်ရှိလို့ပေါ့ဟုတ်လားမဟုတ်လားအေးအဲ့ဒါသိရမယ်ဆိုဝိညာဉ်ကမမြင်ရဘူးရှိတယ်ကဲနောက်တစ်ခုပြောမမြင်ပဲရှိတာဖယားလို့ပြောရင်2မျိုးရှိတယ်ကျမ်းစာမှာဖယားကိုရေးနီး4နီးရှိတယ်ကျမ်းစာထဲမှာနော်ဖယားကိုရေးတဲ့နီးဘယ်နှမျိုးရှိလဲအင်္ဂလိပ်လို4မျိုးဒီမှာအကျမ်းမြင့်မှတ်တာအကျမ်းဒါတစ်မျိုး4မျိုးရှိတယ်အဓိပ္ပာယ်မတူဘူးအဓိပ္ပာယ်မှမတူတာအဲ့ဒါအင်္ဂလိပ်လို4မျိုးဖယားကိုရေးတဲ့နီးကဲအခုပြောတဲ့ဖယားကမမြင်ပဲရှိတဲ့ဖယားဆိုရင်အသက်ရှင်သောဖယားအသက်ရှင်တဲ့ဖယားမြင်ရလားဟာမမြင်ရဘူးမမြင်ရရင်ထာဝရမြင်ရတဲ့ဖယားရှိလားအေးလူလောက်တဲ့ဖယားမြင်ရလားမြင်ရတာဗောလူလောက်တဲ့ဖယားလူလက်နဲ့လောက်တဲ့ဖယားဆိုရင်မြင်ရရင်ခဏမမြင်ရတဲ့ဖယားအေးအသက်ရှင်တဲ့ဘုရားမြင်ရလားမမြင်ရဘူးဒါဆိုရင်အသက်ရှင်တဲ့ဘုရားဘယ်လောက်တည်လဲထာဝရကဲမှတ်ထားမယ်နောက်တစ်ခုပြောမမြင်ရတာဘာရှိသေးလဲဟုတ်ပြီနောက်တစ်ခုပြောအရေးကြီးတဲ့ဟာဟုတ်ပြီငရဲမြင်ရလားငရဲမြင်ရလားမမြင်အောင်စိတ်ကူးနဲ့ကြည့်လိုက်ကို့အဖွားကိုသွားတွေ့ဘာလို့လဲငါအမွေမပေးခဲ့လို့
ငရဲဆိုတာတကယ်ရှိလားရောက်ဘူးလားလိမ့်စာသိလားသိဘူးရောက်လေမရောက်ဘူးဒါမှရှိလားတကယ်ရှိလားရှိတယ်လေငရဲရှိတာပေါ့ရှိတယ်ကြိုက်တဲ့ဘာသာလေးလားငရဲရှိတယ်ဟိန္ဒူဘာသာလေးလားမွတ်စလင်ဘာသာလေးလားဗုဒ္ဓဘာသာလေးလားခရစ်ယာန်ဘာသာလေးလားနတ်ဘာသာလေးလားကြိုက်တဲ့ဘာသာလေးလားအားလုံးမှာငရဲရှိလားရှိတယ်ဒါမမြင်လားမမြင်ဘဲနဲ့ရှိရင်ထာဝရဟုတ်လားမဟုတ်လားအေးပြီးမှကောင်းကင်ဘုံလွယ်အောင်မှတ်လိုက်ကောင်းကင်နိုင်ငံလို့မှတ်လိုက်ဒါမှမဟုတ်ရင်ကောင်းကင်ဘုံလို့မှတ်လိုက်ဒါမှမဟုတ်ရင်နိုင်ငံတော်လို့မှတ်လိုက်အတိတ်ပဲတူတူပဲတစ်မျိုးပဲမှတ်လိုက်မြင်ရလားမမြင်ရဘူးဒါမှရှိလားမျက်စိနဲ့မမြင်အောင်ရှိလားရှိတယ်ဒါဆိုဘယ်လောက်တည်မလဲထာဝရဟုတ်လားထာဝရကဲကောင်းပြီအဲ့ထရနေမှာကိုယ့်အကြောင်းကိုလေးလာရအောင်ကဲကိုယ့်အကြောင်းကိုလေးလာမကြည့်အောင်ကဲဒီမှာကြည့်ကိုနာမည်ကိုရေးဒါပါလေလူဟုတ်ပြီလားလူဒီထဲမှာဝိညာဉ်ရှိလားအေးလူဆိုတော့အထဲမှာဝိညာဉ်ရှိတယ်ဒါဝိညာဉ်ရှိတယ်ဟုတ်ပြီနော်ကဲဝိညာဉ်ရှိတယ်ခန္ဓာရှိလားပြောခန္ဓာရှိလားဝိညာဉ်ရှိတယ်ခန္ဓာရှိတယ်သူကလူမေကမေမေသူဟာသူခရစ်ယာန်ဖြစ်ဖြစ်ဗုဒ္ဓဘာသာဖြစ်ဖြစ်ဗုဒ္ဓခရစ်ဖြစ်ဖြစ်ဟုတ်လားဗုဒ္ဓဘာသာနဲ့ခရစ်ယာန်ညာတော့မွေးတဲ့ကလေးကဗုဒ္ဓခရစ်ဟုတ်ပြီလားအေးဗုဒ္ဓခရစ်လည်းရှိတယ်လေခရစ်ယာန်နဲ့ဗုဒ္ဓဘာသာညာတော့ခရစ်ယာန်မှာသူကလေးကိုပြောတယ်နေဖေးမလာခင်မြန်ဆုတောင်းမယ်တဲ့အဖေကဗုဒ္ဓဘာသာဆိုအဖေလာရင်ဆုတောင်းရင်ခတ်အဖေမလာခင်ဆုတောင်းမြန်ဆုတောင်းကောင်းကင်ဘုံ၌ရှိတော်မူသောကျွန်ုပ်ဘာနာမတော်ယုသိလေးမြတ်နိုင်ငံတည်တော်အလိုဒီကောင်းကင်ပြုသောအမြန်တော့ခဏအဖေရောက်လာရင်တွေ့ခမ်းနောက်ဆုံးကနေမှအဖေတက်လာပြီလေကားနေအဖေကရိုက်တော့မယ်နောက်ဆုံးတော့အဖေကအနားရောက်လာပြီအာမေမခေါ်ဘူးခလေးကတာဒူအရန်လေတာကာပြားတွေတိတ်လေဗုဒ္ဓခရစ်တိတ်လေကောင်းကင်ဘုံ၌ရှိတော်မူသောနဲ့စပြီးတာဒုနဲ့ဆုံးသွားဘလို့ပဲပြောလူတိုင်းဘယ်ဘာသာဖြစ်ဖြစ်ဘယ်လူမျိုးဖြစ်ဖြစ်ဝိညာဉ်ရှိလားလူထဲမှာဝိညာဉ်ရှိလားမြင်ရလားမမြင်ရဘူးမမြင်ရပဲရှိရင်ဗာလဲထာဝရဟုတ်လားကဲထပ်မေးမယ်ကိုခန္ဓာမြင်ရလားမြင်ရရင်ခဏဟုတ်လားမဟုတ်လားကျွန်တော်ကိုခန္ဓာလေမြင်လားမြင်ဘယ်လောက်တည်မလဲစိတ်တော်လားပြင်ခဏအရေးတွေတွန့်သွားပြီစိုက်မှသွားရင်တွေးအိုးလိုမျိုးထဲမှာဝင်လိုက်ဟလားအသားရပေါင်းလာလားဘာပေါင်းလဲမသိဘူးထွက်လာတင်းနေတင်တဲ့ကိုရောက်လာဘယ်လောက်ရည်စရာပြပတ်သူမရှိဘူးဘာလို့လဲရင်ရော့ရွဲသွားမှာဆိုဒေါ်လာ300ပေးပြီးတင်ထားတာရင်နဲ့ရွဲသွားတာစိတ်တူတဲ့တစ်ခေါက်တော့ဘွားကြီးတယောက်ကနေကြီးစရာရမ်းပြောတယ်တဲ့300ပေးတာခုအကုန်ပြတ်ကုန်ပြီတဲ့မရည်နဲ့လို့မရည်ပဲမနေနိုင်ဘူးတဲ့ဘလောက်ပြင်းပြက်လားပြက်တယ်ကြည့်လေအခု18 20ရေးလေဘယ်သူမှလဲမကြည့်ဘူးမလေး35လောက်ကြတော့အားလုံးကိုကြည့်တာကြည့်နော်တပြေးရွဲသွားတယ်လေစူရန်တောင်းရောရွဲလားစူတောင်းရင်ငါမျက်နှာတပြေးတင်းလာရှိလားရှိပါဘူး
80 ဆိုလက်ဆန်းလိုက်အောက်မှာအရေကောင်ကတွဲလောင်းမျက်စိကမိတ်ဆရာမလို့သူ့တွဲလောင်းကြအောက်ကနေပြန်ကြည့်ရတယ်ကိုခန္ဓာမြင်ရလားမြင်ရရင်ဘယ်လောက်လဲခဏဒါဆိုမင်းမယ်လူဆိုတာခဏလားထာဝရလားခဏနဲ့ထာဝရပေါင်းထားတာလားဘာလဲခဏနဲ့ထာဝရပေါင်းထားတာဒီမှာထာဝရဒါကခဏဟုတ်လားမဟုတ်လားအတွင်းကထာဝရအပြင်ကခဏပေါင်းထားတာအဲ့ဒါဆိုတော့တရက်ကြရင်ဒီဝိညာဉ်ထွက်မလားမထွက်ဘူးလားအထေကနေထွက်သွားတော့ဒီကိုခန္ဓာကသင်္ခါရလေအဲ့တော့ခရစ်ယာန်ဆိုရင်ခရစ်ယာန်လို့တကြိုလိုက်ဗုဒ္ဓဘာသာဆိုဗုဒ္ဓဘာသာလို့တကြိုလိုက်ဒါပါပဲအဲ့တော့ကျွန်တော်တို့လိုက်ပို့တာကဝိညာဉ်ကိုလားခန္ဓာကိုလားထမင်းမဲ့အတုပချရင်လိုက်ပို့တာဝိညာဉ်ကိုလားခန္ဓာကိုလားခန္ဓာကိုလိုက်ပို့တာဝိညာဉ်ကိုဘယ်သူမှပို့လို့မရဘူးဟုတ်လားမဟုတ်လားအဲ့ဝိညာဉ်ဘယ်သူပို့မလဲဘယ်ထွက်သွားမှန်းတော့မသိဘူးဘယ်တော့မှသွားလိုက်မှမသိဘူးဆရာဝန်ကမျက်စိကြည့်ဓာမီနဲ့ထိုးတာနောက်တောင်ကျနေရွာလစ်သွားပြီမတူကမှတ်ချက်ရေးလိုက်4:15မှာထွက်သွားတယ်သူကြည့်တာနောက်ကျတယ်ကိုတော်ချောကလစ်သွားပြီဘယ်သွားမှန်းသိလားမသိဘူးအဲ့ဒါကိုခရစ်ယာန်ဘာပြောလဲကောင်းကင်ဘုံသွားလိုက်တယ်ပြောတဲ့လူရောသွားတဲ့လူရောတရက်ကြအောက်မှာပြန်တွေးကြတယ်တိုက်ဆိုင်ခွန်းလို့ဒီမှာဝိညာဉ်ကထွက်သွားတော့ဝိညာဉ်ကသေလားမသေဘူးလားမေကောမဲဝိညာဉ်သေလားခန္ဓာသေလားအဲ့တော့ဝိညာဉ်ရှိနေတော့ခန္ဓာကိုရှင်တယ်လို့ခေါ်တယ်ဝိညာဉ်ထွက်သွားတော့ခန္ဓာကိုဘာခေါ်လဲသေတယ်ဆိုတော့အဲ့ဒီခန္ဓာကိုသူနဲ့သက်ဆိုင်တဲ့နေရာပို့လိုက်ပေါ့ဒါပါပဲအမေရိကမှာဈေးကြီးတယ်ဆိုတော့မီးရှို့ကြတချို့တချို့လဲ9000အလူရတော့တကြိုလိုက်တယ်4ပေ6ပေတကျင်းလေးပေါ့ဟာလားခရစ်ယာန်ဟဲလောကတိုင်စိုက်ပေးလိုက်ကဲနည်းနည်းဆက်စဉ်းစားမယ်နာမည်ပေးတာပြောမယ်နာမည်ကဲသူ့နာမည်ဆိုပါစို့ခမရတို့ကိုနာမည်ကိုရေးနော်ဒါကျွန်တော်နာမည်ဒါကျွန်တော်နာမည်စန်တိုတရက်ကြတော့ဒီစန်တိုကအထေကထွက်မလားထွက်သွားတော့ကျန်တဲ့ကိုခန္ဓာကမေးမယ်စန်တိုလားစန်တိုရဲ့ကိုခန္ဓာလားစန်တိုဟုတ်သေးလားမဟုတ်တော့ဘူးဒါဆိုနာမည်ဆိုတာကိုခန္ဓာကိုပေးတာလားဝိညာဉ်ကိုပေးတာလားဘာကိုပေးတာလဲဝိညာဉ်ကိုပေးတာလေဒါကြောင့်ဒါဘာခေါ်လဲစန်တိုလက်ဒါဘာခေါ်လဲစန်တို6တရက်ကြစန်တိုထွက်သွားတော့စန်တိုရဲ့လက်စန်တိုရဲ့ခန္ဓာပဲကြံကြတယ်စန်တိုမခေါ်ဘူးစန်တိုကသွားပြီဒါကြောင့်ဗုဒ္ဓဘာသာဆိုရင်စန်တိုသည်ဘဝတပါးသို့ကူးပြောင်းသွားပြီဖြစ်ပါ၍စန်တို၏ကြံရစ်သောယုတ်ကလတ်ကိုဘယ်သိဉိုင်းသို့ပို့ဆောင်မည်ဖြစ်ပါသောကြောင့်စန်တိုပို့မလားစန်တိုရဲ့ကြံရစ်သောယုတ်ကလတ်လားစန်တိုပို့လို့ရမလားမရဘူးဒါဆိုဒီစန်တိုဆိုတာဝိညာဉ်လားခန္ဓာလားပြောဘာလဲဝိညာဉ်အဲ့ဒါရှင်းတယ်ခရစ်ယာန်ရဲ့အတုပဖိတ်စာလည်းဖတ်ကြည့်စန်တိုသည်ခရစ်တော်၌အိပ်ပျော်သွားပြီဖြစ်ပါ၍စန်တို၏ကြံရစ်သောရုပ်ခန္ဓာကိုဘယ်သိဉိုင်းသို့ပို့ဆောင်တကြိုမီဖြစ်ပါသောကြောင့်ကြည်မရသောသူများလိုက်လံပို့ဆောင်ပေးပါရနော်အဲ့ဒါကမုန်းတဲ့လူဆိုအဲ့လိုဖိတ်ရတယ်ကိုချစ်တဲ့လူဆိုတစ်မျိုးဖိတ်ပေါ့ဖိတ်စာနှစ်မျိုးထားရတယ်ကဲကောင်းပြီအဲ့တော့စန်တိုကိုလိုက်ပို့မှာမဟုတ်ခရစ်ယာန်ရဲ့အတုပဖိတ်စာလည်းပတ်ကြည့်လေဘဝတပါကူးပြောင်းတာခရစ်တော်၌အိပ်ပျော်သွားပြီအဲ့လိုရေးတယ်မဟုတ်လားအေးဒါဆိုရင်မေးမယ်နာမည်ပေးတာခန္ဓာကိုလားဝိညာဉ်ကိုလားဝိညာဉ်အဲ့တော့ဝိညာဉ်ကထွက်သွားပြီဆိုတော့ကဲကြည့်မယ်နော်ဝိညာဉ်ထွက်သွားပြီဆိုတော့ခန္ဓာဘယ်ကိုသွားမလဲမြေကြီးဝိညာဉ်ဘယ်သွားမလဲကဲပြောဝိညာဉ်ကထာဝရမလားထ
ထာဝရဆိုဝိညာဉ်သွားမဲ့လမ်းဘယ်နှလမ်းရှိလဲတလမ်းကကောင်းကင်ဖျားရှိတဲ့နေရာကိုသွားမသွားရင်ငရဲကသင်္ခါရလားထာဝရလားအေးကောင်းကင်လဲထာဝရငရဲလဲထာဝရလူရဲ့ဝိညာဉ်လဲထာဝရဝိညာဉ်မြင်ရလားကောင်းကင်မြင်ရလားငရဲမြင်ရလားအေးအဲ့ဒီဝိညာဉ်ကထွက်သွားရင်ထာဝရကိုသွားတာဒါဆိုလိုက်ပို့နေတာဘယ်ရလဲခန္ဓာလူကိုမပို့ဘူးလူကသွားပြီဒါခန္ဓာအဲ့ဒါကိုစကားမပြောတတ်တော့စံတိုးကိုလိုက်ပို့ရအောင်စံတိုးရဲ့နောက်ဆုံးခရီးဘယ်မနေ့ရလစ်သွားတယ်နင်ကဒီနေ့လိုက်ပို့စံတိုးပို့လို့မရတဘောပေါက်လားအေးတဖြည်းဖြည်းရည်စရာနည်းနည်းပါမယ်ဟုတ်လားစိတ်လည်းမစိုးကြည့်နော်တော့စိတ်လည်းမစိုးကြည့်တော့ကျမ်းစာရည်စရာတွေလည်းပါတယ်ခရိယန်နေကြတဲ့မှာနေကျမ်းစာသိချဖတ်အရာရည်ရတာခရိယန်တွေကလောက်တာတစ်မျိုးကျမ်းစာတစ်မျိုးကျမ်းစာမှာမပါတာတွေသူတို့အရာစီကံရှိလောက်တာကျွန်တော်ဆိုအဲ့ဒါတွေလိုက်ကြည့်ပြီးပြန်ရည်အဲ့လိုခရစ်ယာန်တွေရှိတော့လေရည်ရတာပေါ့နော်မစီကံမရှိတာသာလောက်တာနော်ညင်ညွတ်နဲ့လောက်တာတော့တကယ်ပြန်သွားမယ်ပြန်သွားတယ်မလားသေသွားတယ်မလားသေသွားတော့ဝိညာဉ်ရှိသေးလားထွက်သွားပြီလားထွက်သွားရောထွက်သွားပြီနော်ဝိညာဉ်ဆိုတာကိုတောင်းကက်ဒီတောင်းကက်လားချက်ချင်းသွားတာလားကဲပြသေသွားတဲ့အလောင်းနာမှာအဲ့လိုပတ်နေလား तू ကပတ်လားမပတ်ပါဘူးအိမ်တောင်းမှာကတ်လားတပြအောင်မှာညာကြခွေးဟောင်းနာ तू လာတာလားမဟုတ်ဘူးဘာမှမဆိုင်ဘူးဝိညာဉ်ဆိုတာလိုက်ဆိုဟေဘရဲ9:29မှာလိုက်ဆိုလူသည်တခါဒီသေး၍ထိုနောက်မှတရားစီခြင်းကိုခံရကြ၏ကဲလူဟာတခါပဲသိမယ်သေပြီးတာနဲ့အဲ့ဒီလူကိုဘုရားကဘာလုပ်မလဲတရားစီရင်လိုက်ပြီပြီးသွားပြီကောင်းကင်သွားမယ်လူသွားငရဲသွားမယ်လူသွားဒါပဲခန္ဓာကိုယ်စီရင်တာလားဝိညာဉ်ကိုလားလူဆိုတာဝိညာဉ်လားခန္ဓာလားပြောလူဆိုတာဝိညာဉ်လားခန္ဓာလားပြောလေဝိညာဉ်ဟုတ်လားအေးကဲဆက်သွားမယ်သေသွားတော့သူ့ခေါင်းနဲ့ထက်ခရစ်ယာန်တွေကသူ့ဘက်ချတာနဲ့နားထောင်အောင်ရည်ရတယ်ရည်စရာကောင်းတယ်သူကဘယ်သူ့မှအပြစ်မပြောင်းဒါပေမဲ့ရည်ရတာပေါ့နော်သေသွားတော့ကျွန်တော်သွားတယ်သေသွားတဲ့လူကမသိခင်မှာခဲ့တယ်လေငါသေရင်နဲ့စံတိုးပဲခေါ်ပြီးတရားဟောခိုင်းပါတဲ့ကြိုတင်ဖိတ်စာဖိတ်ထားဒါကြောင့်သူနေမကောင်းရင်ခရီးသွားရင်ခဏပြောတယ်အရာမကြာနဲ့တော့လေငါသိနေမကောင်းဘူးအဲ့လိုဒါနဲ့တည်းရကြသူသေရောသေတော့သူအိမ်ကလူတွေကလည်းသူအမေစကားနားထောင်တယ်လေအမေမှာခဲ့တယ်ဆက်စံတိုးပဲတရားဟောခိုင်းပါသူတို့အသင်းတော်ကတတ်လေခရစ်ယာန်အသင်းတော်များတယ်နော်မိသားစု3ယောက်4ခိုင်မာတိုက်ဆိုင်ခွလို့နော်4ခိုင်အဲ့ဒါကဲအဲ့ဒါနဲ့သေတော့အတုပချကျွန်တော်ဟောပြီကျွန်တော်ကတော့ကောင်းကောင်းဟောတယ်သေပြီးရင်ဝိညာဉ်ထွက်သွားပြီပဲဒါ तू မဟုတ်တော့ဒါခန္ဓာကို तू မဟုတ် तू နာမည်မခေါ်နဲ့ तू မဟုတ် तू ကသွားပြီခရစ်တော်ယုံရင်ကောင်းကင်မယုံရင်ငရဲပြီးပြီဒါ तू မဟုတ်ဘူးကြံရစ်တဲ့ရုပ်ခန္ဓာဒါမြေကိုအပ်တော့မယ်ကျွန်တော်ကောင်းကောင်းတရားဟောတယ်ဟောလဲပြီးရောတင်ញံကုန်သွားကြမယ်ဆရာတို့ပြင်ဆင်ထားတဲ့ကားspecial ဆရာတို့ကဒီကားပေါ်တက်အဲ့ဒါရတော့ငှားထားတဲ့ကားပေါ်တက်ဒါနဲ့ဟုတ်ပြီကားပေါ်တက်ကျွန်တော်ဆရာဒီနဲ့သိမသွားဘူးကျွန်တော်ကိုဆိုင်ကယ်လေးနဲ့ဟိုတုန်းကဆိုဆိုင်ကယ်လေးနဲ့အဲ့လိုပဲသွားတယ်အသင်းသားတွေအဲ့လိုဟိုကြပြောက်ကချောက်တွေအဲ့လိုမျိုးနဲ့သွားတယ်လွတ်လပ်ဆရာတွေနဲ့သိမသွားဘူးဆရာဟိတ်ဟာများတယ်သူတရားဟောရင်တော့ဟိတ်ဟန်နဲ့သူအိမ်ကအတန်ပြောက်သွားဟုတ်ကန်ဒီမှာဆူတောင်းကြပါစို့သူရုပ်ရှင်သိရိုက်တတ်တာသူကဖះเจ้าရောက်လာတော့ချက်ချင်းပြောင်းသွားတာကောင်းကင်ဘိုးကြီးအရှင်
မြတ်စွာဖယားအမင်အိမ်မှာမိမကိုတပြက်စီးနဲ့ရိုက်တဲ့အဖွဲ့တွေဖယားကြောင့်ရောက်တယ်ပြောင်းသွားတာဘလို့ပြောင်းသွားမှမသိဘူးကိုမွေးတဲ့သမီးတော့ကိုဖေဟုတ်လို့လားငါတို့တွေဖယားကြောင့်မှပဲနေရင်ကောင်းမယ်တင်တယ်အဲ့ဒီအတန်နားထောင်လို့ကောင်းလို့အိမ်မှာဆိုအဖေအတန်ပါဇက်ကနရွက်ချိတ်တယ်ခွန်းလို့နော်တိုက်ဆိုင်ကဲအဲ့တော့ကျွန်တော်တရားလေးဟောပြီးတော့ဆရာတွေစီးတဲ့ကားโอเคကားပေါ်တက်ကျွန်တော်မလိုက်ဘူးကွာကိုသွားငါတခြားကားနဲ့လိုက်မဟုတ်ဘူးဆရာဒီကားဆရာတွေကတီးတန့်ထားတာဟုတ်ပြီတီးတန့်ဆိုလဲတီးတန့်ပေါ့ကျွန်တော်တက်လိုက်သွားကားမောင်းပေးတဲ့လူကဗုဒ္ဓဘာသာကားမောင်းတဲ့လူကနော်ခရစ်ယာန်မဟုတ်ဘူးတော့ဗုဒ္ဓဘာသာသူကားနဲ့သွားတယ်ဆရာတွေထိုင်ဆရာတွေစရောလေကွာသိတယ်မလားဆရာတွေကလည်းဝိယုံလေးဘာတွေပါသေးတယ်လေတရုတ်တိုင်းကားတွေကလိုမျိုးဒီမှာကျိုးအနီတွေဘာတွေပတ်သေးတယ်တားမလုံးနဲ့ကြီးပဲဝိယုံရတောင်းချမ်းသာလောက်ကအသာလေးပဲနှွေးနေတာသူကျွန်တော်ကတော့ဒီတိုင်းကော်လိုက်အင်ဂျင်သွားသူပဲခြာတော့ကြည့်တင်းငိုင်းကောင်ကျင်းနာမှာထားဗုဒ္ဓဘာသာသူလည်းလိုက်ကြည့်တယ်သူလည်းမမြင်ဘူးခရစ်ယာန်တွေဘလို့သူပဲခြာလဲကြည့်တရားဟောတာလည်းနားထောင်တယ်သူပဲခြာလဲသူတွင်းနာထိလိုက်ကြည့်ဆရာဘလို့တကြုံလဲဆိုကြည့်သေသွားတဲ့လူနဲ့ပတ်သက်ပြီးသူပြောတယ်မြေမုတ်မှလာသောကြောင့်မြေကြီးကောက်လိုက်မြေမုတ်တို့၎င်းဝိညာဉ်သည်အရင်ပွဲတော်မူသောဖယားသခင်ထံမှလာသောကြောင့်ဖယားသခင်ထံသို့၎င်းကျွန်ုပ်သင်အောင်ဆရာအနေဖြင့်အနှံပါ၏သူကဗုဒ္ဓဘာသာနားထောင်ဝိညာဉ်သည်ဖယားသခင်ထံမှလာသောကြောင့်ဖယားသခင်ထံသို့၎င်းကျွန်ုပ်အနှံပါ၏အဲ့ဒါနဲ့ကားပေါ်ရောက်တော့ဗုဒ္ဓဘာသာမေးရောဆရာမအပ်ခင်မှာအဲ့ဝိညာဉ်ဘယ်သွားလဲဗုဒ္ဓဘာသာမေးရောဆရာကအခုမှအပ်တော့သူသေးတာမနေရသူမနေကနေဒီနေ့အထိဆရာမအပ်ခင်သူဘယ်သွားလဲဟိုဝိယုံနေဆိုလေချွေးတွေပြန်ဘယ်သွားပြောရမှမသိလေရဲခရိယန်တရားဟောဆရာကြီးသွားမလုံးနဲ့လစ်ကလေးဒါမျိုးသေးသေးတော့မိကွန်းကဆရာစံတို့မိပါတယ်သေးသေးတော့မိကွန်းအရန်လေဒါကြောင့်သင်ဦးဆရာထင်မသေးနဲ့လေမလေလစ်ကလေးမမေတို့ကတော့ရန်ကုန်မှာအဲ့ဒီဆရာသိတဲ့ဘောကောင်းသိတဲ့ဘောကောင်းတင်းအောင်ဆရာလှုပ်တာတတ်တန်း90ကျော်ပြီသိတော်တာဘသူဘာပြောအားလုံးစီပြအောင်လှုပ်ဘာမပူနဲ့မင်္ဂလာဆောင်ရအတူပဲအကုန်โอเคအားလုံးโอเคစင်ပြေစီရမယ်တိတ်ကိုညီတတ်တော့တရက်တော့လောနဲ့မင်္ဂလာဆောင်မင်္ဂလာလည်းဆောင်ရမယ်ဟိုမှာအတူပဲလည်းချရမယ်အရန်လောနေတယ်ဟိုအသေးတဲ့တယောက်လည်းမသေးခင်ကဆရာပဲတကြိုပေးဆိုတော့သူခမရလေးတကြိုပေးရမှာပေါ့ဒီကမသေးခင်မှာဟိုဇုံတွေရလဲဆရာပဲလက်ထပ်ပေးဆိုလက်ထပ်ပေးမယ်ပြောတဲ့နေ့မှာဟိုကသေသွားရောဆိုတော့ဒီမှာလဲမင်္ဂလာဆောင်ရမယ်ဟိုမှာလဲအတူပါချမယ်အချိန်နေတူနေတာဆရာလဲအသက်ကကြီးဘာလို့မှမသိဘူးဒါနဲ့ကဲဒီမှာမြင်းဆောင်ဆောင်ပြီးငါမစားတော့တင်းငယ်ကုန်းတန်လစ်တော့မယ်ဒီမှာတင်းငယ်ကုန်းမှာဟိုအဖွဲ့တွေစောက်မြင်းဆောင်လိုက်တယ်စောက်ပြီးတော့တင်းငယ်ကုန်းရောက်တော့ဟိုမှာစောက်နေပြီးထီးတွေနဲ့ဆရာလာနဲ့ချွေးပြန်ကဲတွင်ဝါတော့ကဲအတူပချောင်းကဲကံကွက်မဲ့လူရှိပါသလားအခုတော့ငိုနေတဲ့လူအကုန်တိတ်သွားနောက်မှဘေးကတယောက်ကပြောရတယ်ဆရာအဲ့ဒါမင်္ဂလာဆောင်မဟုတ်ဘူးအတူပါမင်္ဂလာဆောင်မှာမေးရတာလေကံကွက်မဲ့လူရှိပါသလားဟိုကမင်္ဂလာဆောင်ကနေလောနဲ့လာတော့ဒီရောက်မှကံကွက်မဲ့လူရှိပါသလားဆိုတော့ငိုတဲ့လူလည်းတိတ်သွားရောအဲ့ဒါနဲ့ဘေးရတယောက်ကဆရာရဲ့ဒါမင်္ဂလာဆောင်မဟုတ်ဘူးအတူပါဟုတ်တာပဲအရန်လဲတာပြန်ကြွေတာကံကွက်မဲ့လူမရှိဘူးဆိုရင်မြေတို့အနံ့ချင်းစီစဉ်ကိုသွားရအောင်သိလေတယ်နော်သွားမလုံးနဲ့အဲ့ဒါကဲဒီကိုပြန်လာနော်ဒီကိုလာခဲ့ဓမ္မကြီးတည်သွားပြီမလား
ကိုခန္ဓာမြေကြီးတဲ့ထဲလိုက်ပြီလားမြေကြီးတဲ့ပဲထဲပင်လယ်ရဲ့ပဲကြာဟလားထားတော့ဝိညာဉ်ထွက်သွားပြီလားဝိညာဉ်ပဲဘယ်နေရာရှိလဲဖျားရှိတဲ့နေရာနဲ့ငရဲနှစ်နေရာတနေရာတော့သွားမလားမသွားဘူးလားသွားကူသွားရမယ်လမ်းခုလက်မှာနေလို့မရဘူးတစ်ပင်အောက်မှာနေလို့မရဘူးခုနှစ်ရက်ဆူတောင်းအောက်မေ့ပွဲစောင့်ပြီးမှဆုံးဖြတ်မှာမဟုတ်ဘူးချက်ချင်းသွားတာအတုပချမဆောင်ဘူးဝိညာဉ်ကထွက်တာနဲ့ချက်ချင်းသွားတာဟုတ်လားမဟုတ်လားလူကာ16မှာတထေးနဲ့လာဇရုတထေးဝိညာဉ်ထွက်သွားတယ်ဘယ်ရောက်သွားလဲငရဲတထေးငရဲသွားလို့ငါတရောင်းစားလုံးမယ်လို့လဲခွန်အားမယူနဲ့လာဇရုဆိုတာတရောင်းစားဘယ်ရောက်သွားလဲပါရာဇီတုဘောဟုတ်လားကောင်းကင်တမန်တန်းပို့တာနော်မလို့သင်းအောင်ဆရာပို့တာမဆောင်ဘူးဟောသင်းငိုင်းကုန်းကြမှာပို့မှာဟာမသိရင် तू ကပဲမလေးမော်တော်ပီကကြနေတာပဲ तू ညွန့်နေပေါ်တက်တဲ့ခဏနေအောက်မှာတူပြန်တွေ့နေဦးမဲ့လူကာ16မှာသေချာကြည့်တရောင်းစားလာဇရုကောင်းကင်တမန်တို့ဒီအာဗြဟံရင်ဝင်တို့ပို့ဆောင်ကြ၏ချက်ချင်းပို့တာအသက်မထွက်ခင်အစင်သစ်ဆောက်နေတာအေးဘလောက်သေချာလဲဟုတ်လားဒါကြောင့်မလို့ချက်ချင်းသွားတာနော်ဟိုတောင်းဒီတောင်းမကပ်ဘူးနော်အေးဘီရိုကြားဘာညာမလာဘူးမလားနော်ညာအိမ်နေနေခွေးဟောင်းဖွာလာမသိဘူးတင်းစရာဖုန်းဆက်ဆရာဘလို့လုံးမလဲအေးအဖွာသေးကတော့မထမင်းစားတော့လားမစားတော့ဘိုက်စားလို့လာတယ်နေမှာထမင်းအိုးရထမင်းယူပြီးပြစ်လိုက်တော့ဟလားခွေးရမဟောင်းတော့ဘယ်ဟောင်းမလဲထမင်းစားပြီလေခရစ်ယာန်တွေလောက်တာနဲ့ကွာခွေးဟောင်းတာအဖွာလာမသိဘူးဆိုတော့အဖွာခွေးဖြစ်ရတယ်လို့မင်းတို့ကသေချာလဲလှုပ်စမ်းမအောင်ကဲဒီကိုပြန်လာဒါဆိုချင်းတော့ဝိညာဉ်ထွက်တာနဲ့ဘယ်နှလန်းနှလန်းစူတောင်းစီဝေးစောင်းလားချက်ချင်းလားအလူစောင်းလားချက်ချင်းလားချက်ချင်းဆရာဝင်အောင်မသိသေးဘူးချက်ချင်းသွားလိုက်ပြီ तू ကဟုတ်လားမဟုတ်လားအေးအဲ့ဒါသိရမယ်ကဲကောင်းပြီပေပြီးငရဲကြတဲ့လူထဲမှာဘသူတွေပါလဲဆိုတာနည်းနည်းကြည့်အောင်ရှင်မသက်23အပိုက်ငယ်15ငရဲကြတဲ့စရင်ကိုနည်းနည်းလှန်ရအောင်ငါတို့အမျိုးတွေရောပါမလားဆိုမသက်23အပိုက်ငယ်15ကျွန်တော်ဖတ်မယ်လျှို့ဝှက်သောကြံပြုဆရာဖာရိရှဲတို့သင်တို့သည်အမင်္ဂလာရှိကြ၏အကြောင်းမူကားလူတယောက်ကိုပင်ဘာသာသွင်းခြင်းကကုန်းချောင်းရေချောင်းပတ်လှဲ့လေ၍ဘာသာသွင်းပြီးသောသူတို့ကိုလည်းမိမိတို့ထက်နှစ်ဆသောငရဲသားဖြစ်စေကြ၏ကဲလျှို့ဝှက်သောကြံပြုဆရာဖာရိရှဲတို့တဲ့သင်တို့အမင်္ဂလာရှိတယ်ကြံတတ်တဲ့ဖာရိရှဲတွေသာသနာပြုတယ်ကုန်းချောင်းရေချောင်းပတ်လဲသွားပြီးသာသနာပြုတဲ့လူတွေသူတို့ဘယ်သွားလဲကဲမေးမယ်သူတို့ထာဝရဘုရားကိုးကွယ်လားအေးသူတို့ဘုရားကိုးကွယ်တယ်လေကိုးကွယ်တယ်ဘုရားမှန်လားဘုရားမှန်ကိုးကွယ်တယ်မမားဘူးနတ်မကိုးကွယ်ဘူးတခြားကြည့်မဿဲ23:15ကသာသနာရောပြုလားအေးငါတို့လိုဒေါ်လာစားတွေမဟုတ်ဘူးသာသနာပါပြုတာသူတို့ကကုန်းချောင်းရေချောင်းအဲ့တော့လေမြန်မပေါ်သေးလို့လေမြန်ပေါ်ရင်လေချောင်းမှာထည့်ရည်ရပတ်လဲပြီးတော့သာသနာပြုတာဟိုလူတွေရောဘာသာပြောင်းလာလားသူတို့သာသနာပြုတာအောင်မြင်တယ်လေသူတို့သာသနာပြုလို့ဟိုလူတွေတောင်ဘာသာပြောင်းလာတယ်တဲ့တေချာကြည့်လေအဲ့ကျမ်းပိုက်မှာသူများတောင်ဘာသာပြောင်းလာပါတယ်ဆိုဒါပေမဲ့ဘာပြောလဲဆိုတော့မိမိတို့ထက်နှစ်ဆသောငရဲသားဖြစ်စေကြ၏ဆိုတော့ဟောတဲ့လူကဘယ်သွားမလဲအဲ့ဒါကိုနားထောင်ပြီးဘာသာပြောင်းတော့ဘယ်သွားမလဲငရဲတော့နှစ်ဆတွားသူမပြောင်းရင်တစ်ဆတွားပြောင်းတော့နှစ်ဆဒီတရားဟောချက်ကဘယ်သူဟောတာလဲပေါလုလားယေရှုလားဂုံယူတယ်နော်အမေရိကန်ပြောတယ်ပေါလုတဲ့စန်တိုကတော့အဲ့ဒါယေရှုလို့ပြောခြင်းတယ်ရှင်မသက်မှာလေပေါလုပေါ်ကိုမပေါ်သေးဘူးနော်
ကောင်းယူတယ်နောက်နေတတ်တဲ့ဖယားကြောင့်ငါ့ကိုပေးငါလည်းတတ်မယ်ဘာလို့လဲဆိုကျမ်းစာမှာမပါတာဖြေတတ်လို့ကောင်းပြီအဲ့ဒါယေရှုကိုယ်တိုင်ပြောတာလေဟုတ်လားသခင်ယေရှုကိုယ်တိုင်ပြောတာသာသနာပြုတယ်တဲ့မင်းတို့တွေဟိုလူတွေဘာသာတော်ပြောင်းတယ်တဲ့မင်းတို့လည်းငရဲကြဘာသာပြောင်းတဲ့လူဟာနတ်ဆအဲ့ဒါဆိုကိုးကွယ်တဲ့ဖယားမှန်လားမှန်တယ်ဒါပေမဲ့ငရဲကလွတ်လားဒါဆိုရင်ငရဲထဲမှာအသက်ရှင်တဲ့ဘုရားကိုးကွယ်တဲ့လူတွေရှိလားပြောရှိလားရှိတာပေါ့ဓမ္မလေးမာသဲ23:15လေအသက်ရှင်တဲ့ဘုရားကိုးကွယ်လို့ငရဲကလွတ်မယ်လို့ဘယ်သူပြောလဲဟိုမှာလေအသက်ရှင်တဲ့ဘုရားကိုးကွယ်ပြီးသာသနာတော်ပြုတယ်ငရဲကြတယ်မတွေ့ဘူးလားဟုတ်လားမဟုတ်လားဒါကြောင့်မလို့ဒီနေ့ကျွန်တော်ပြောချင်တယ်ဘုရားကိုးကွယ်တာနဲ့ကိုးကွယ်တဲ့ဘုရားမှန်တာတခုတည်းနဲ့ငရဲကမလွတ်ဘူးအဲ့ဒါနားလေရမယ်ဟာငါတို့ခရစ်ယာန်ငါတို့သက်ရှင်တဲ့ဘုရားကိုးကွယ်တယ်ငါတို့သာသနာပြုတယ်ဟုတ်ပြီဖြစ်ဖြစ်ပြောနှစ်လက်ကအယမ်းမြန်တယ်တတ်တယ်ကနာအကျော်တောင်ထောင်တယ်နော်ဒါပြီးမဲ့ကျွန်တော်ပြောမယ်ကိုးကွယ်တာတခုတည်းနဲ့ငရဲကမလွတ်ဘူးဆိုတာဒီမှာကျမ်းစာမှာရေးထားပြီဟုတ်လားအေးဒါကိုသိရမယ်ချက်တော်ညီကောင်မောင်တို့မှာဒါဆိုရင်ဒီနေ့ကျွန်တော်အရောက်တယ်ကွာကိုစဉ်းစားကျွန်တော်ငရဲကလွတ်မလားလွတ်မလားကျွန်တော်ခရစ်ယာန်လို့လားဖယားကိုကိုးကွယ်လားကိုးကွယ်တာတခုနဲ့လွတ်မလားမလွတ်ဘူးဓမ္မကြီးခရစ်ယာန်ဖြစ်ဖြစ်ဗုဒ္ဓဘာသာဖြစ်ဖြစ်နတ်စာဖြစ်ဖြစ်ဗုဒ္ဓရစ်ဖြစ်ဖြစ်လိုက်ဆိုကျမ်းစာလာသည်ကဖြောင်းမတ်တော်သူမရှိတယောက်မျှမရှိအဲ့ဒါယောမ3:30ကျမ်းစာထဲမှာတဲ့ကောင်းတဲ့လူဖြောင်းမတ်တဲ့သူတယောက်မှဖြောင်းမတ်တဲ့သူမရှိဘူးဘယ်သူမျက်စိနဲ့ကြည့်ဖယားမျက်စိနဲ့ကြည့်ကောင်းတဲ့လူတယောက်မှမရှိဘူးနဲ့အမှုတော်ပဲစောင်းဟာလားတရားပဲဟောတိတ်ခါပဲရရိတ်ခါပဲရဟာလားလက်ပဲတင်းခြေထောက်ပဲတင်းဖယားမျက်စိနဲ့ကြည့်ရင်ကောင်းတဲ့လူတယောက်မှမရှိဘူးတယောက်မှမကောင်းဖယားမျက်စိနဲ့ကြည့်ကျမ်းစာပြောပြီလေမကောင်းဆိုရင်ငါတို့ဦးလေးတော့ကောင်းပါတယ်မလုံနဲ့ကျမ်းစာပြောဖြောင်းမတ်သောသူမရှိတယောက်မျှမရှိဆိုပြီးသွားပြီပေါ့လူရှိမှတော့ तू ကငါထက်ကောင်းတယ်ငါတော့သူ့ထက်ပိုကောင်းတယ်ဒါပေမဲ့ဖယားမျက်စိနဲ့ကြည့်လိုက်ရင်တယောက်မှမကောင်းဒါဆိုရင်လူတိုင်းတရက်သေးပဲသွားမလဲအသက်ရှင်နေပြကိုးကွယ်တဲ့လူရောဖယားကောင်းလားကိုကောင်းလားကောင်းဖို့အစီအစဉ်ရှိလားနင်းနေပါကြည့်မယ်ပညာတရားပညာတော့ဘယ်နှပါ10ပါအလွတ်ရလားကဲစားကြည့်မယ်ငါမတပါ6တော့ဘုရားမကိုးကွယ်ရပြီးတော့နံပါတ်2ကပါလဲရုပ်တုစင်တုရောမကိုးကွယ်ရကိုယ်ဖို့မလုပ်ရပါဟုတ်ပြီနံပါတ်3အဲ့ဒါနံပါတ်4နေရလဲဟိုလမ်းကြော်တာကျင်းဖို့နေသာအလွတ်တော်ရလားအလွတ်တော်မရတာဘယ်မှာသွားကျင်းမှာလဲပင်ရတော့10ပါးထဲမှာမုဒ္ဒနဲ့တတ်တယ်မခံနဲ့မုဒ္ဒမပြောနဲ့လို့ပြောတာဒါဆိုမုဒ္ဒမပြောတဲ့လူရှိလားဒီထဲမှာငါမလိမ်ဘူးဆိုတဲ့လူရှိလားမရှိဘူးလူတိုင်းလိမ်လားလိမ်နေဟုတ်လားမဟုတ်လားခင်ဗျာအမေရိကကိုမလိမ်မဲနဲ့ရောက်လားငါတို့ရွာဦးလေးမိဒီရှို့သွားတာဘာတွေကုံသွားလဲထင်းနေကုံသွားတာကိုကကိုရှို့ပြီးတော့မှထမင်းကိုတည်စားတာငိုလိုက်သေးတယ်ရုပ်ရှင်ရိုက်တာရေးလဲတော့တာဒီကလူကိုပြောတာမဟုတ်မလာတဲ့လူကိုပြောတာကဲဒါဆိုရင်တပတ်ကြီးနော်ယာကုပ်1:30လိုက်ဆိုပြည့်ညက်တရားလုံးစုံကိုလိုက်လျှောက်သေးတွင်တစုံတစ်ခု၌မှားမိလျင်အလုံးစုံကိုလွန်ကျူးသောအပြစ်ရှိပြည့်ညက်တရားအများကြီးပဲတဲ့တစ်ခုပဲမှာအလုံးမှားတာနဲ့တူတူပဲတဲ့ဒါဆိုတစ်ခုမှမမှားတဲ့နေ့ရှိလားမရှိဘူးမရှိတစ်ခုမှမမှားတဲ့နေ့မရှိဘူးလေငါတို့ကဟုတ်လားမဟုတ်လားဒီနေ့တစ်ခုမှနောက်နေ့ကျဒါပြန်ထိန်းတော့ဟိုဘက်ကပြန်မှားသွား
လောဘမကြီးနဲ့အပြစ်ရှိတယ်လောဘမကြီးဘူးဒေါသထွက်လာတယ်နော်ဟာဒေါသလည်းမထွက်နဲ့လောဘလည်းမကြီးနဲ့ဟာအဲ့နှစ်ခုထိန်နဲ့ဘာဖြစ်လဲဟာဟိုကလည်းလိုချင်တာလည်းလိုချင်မျက်စိမမြင်တာပဲကောင်းပါတယ်မြင်အလုံးလိုချင်တယ်ဘာလို့ပဲရမကျင်နိုင်ဘူးအပြစ်ကင်းတဲ့လူရှိလားကျင့်နိုင်တဲ့လူရှိလားဒါဆိုဘုရားကိရှိမှာအပြစ်ရှိလားဘယ်သွားမလဲသေကြလားကိုလိပ်စာကိုသိဖို့အရေးကြီးတယ်ဖယားမကောင်းလို့ငရဲကြတာလားကိုမကောင်းလို့လားဘာလဲကိုမကောင်းလို့ကိုမကောင်းတာဖယားပြောသလောက်ကောင်းဖို့ဆိုတဲ့ကိစ္စမဖြစ်နိုင်ဘူးလေဖယားပြောသလောက်ကောင်းဖို့ကဘယ်လိုဖြစ်နိုင်မလဲဟုတ်လားမဟုတ်လားကဲဖယားပြောတာဒီမှာကြည့်ဖယားပြောသလောက်နော်ကောင်းဖို့မလွယ်ဘူးလောဘလွန်ကျူးခြင်းအပြစ်ကိုသတိနဲ့ရှောင်ကြလော့လောဘတောင်မကြည့်အောင်လောဘမကြည့်တဲ့လူရှိလားဒီတည်းကလူတက်လားတက်လားမတက်ဘူးယေရှုဘာပြောလဲညီကိုချင်းကိုအထောက်မတန်ဒေါသထွက်တဲ့လူကလူတက်တာနဲ့တူတူပဲတဲ့ဒါဆိုနေနဲ့ကိုတက်ပြီလားအဖေမေရောခဏတက်တာသူနော်အရင်မွေးလို့အဖေဖြစ်တာငါအရင်မွေးငါအဖေဖြစ်မှာဒေါသထွက်တာကြည့်အဲ့တော့ဒီနေ့ဖယားသခင်မျက်စိနဲ့ကြည့်ငါတို့လူအသက်လားဖယားမျက်စိနဲ့ကြည့်ဒေါသထွက်လားဒေါသထွက်ရင်လူတက်တာနဲ့တူတူပဲတဲ့ဒါဆိုငါတို့အပြစ်ရှိရင်ဘယ်သွားမလဲအေးကဲအဲ့တော့ကြည့်မယ်ဟေရှာယ53အငယ်6ငါတို့ရှိသမျှသည်တိုးကဲသို့လမ်းလွဲလျက်ကိုလမ်းသို့အသီးသီးလိုက်သွားကြသည်ဖြစ်၍ထာဝရဘုရားသည်ခတ်သိမ်းသောငါတို့၏ပြစ်များကိုသူ့အပေါ်၌တင်တော်မူ၏ရှင်းတော့ငါတို့ရှိသမျှသည်တိုးကဲသို့လမ်းလွဲလျက်ငါတို့တစ်ယောက်နှစ်ယောက်လားရှိသမျှလားငါတို့ရှိသမျှဘာဖြစ်သွားပြီလဲလမ်းလွဲမှတ်တာနံပါတ်1လမ်းလွဲနံပါတ်2လိုက်ဆိုကိုလမ်းသို့အသီးသီးလိုက်သွားကြသည်ဖြစ်၍ဘယ်သူလမ်းကိုလိုက်လဲမေကြီးသူတိမ်ပဲသွားမလဲကောင်းရလို့ကောင်းရရောက်မယ်တဲ့သူကနေသိမ်ပဲသွားမလဲအော်ခရိယန်တင်ချိုင်းမှာတကြွရင်တော့ကောင်းတယ်ပေါ့နေရောသိမ်ပဲသွားနှစ်ချင်းခံထားတယ်လေနေသိမ်ပဲသွားမလဲအော်ဖယားတနိုင်တော့လေကောင်းကင်ဘမတနာလဲငရေပေါ့နေရောပဲသွားမလဲသိမ်မသိပါဘူးဟဲ့သွားခြင်းနဲ့နေရသွားအဲ့ဒါအုပ်လိုက်ရှိလားကောင်းတာလို့ကောင်းရရောက်မယ်ဆိုတာလဲအုပ်လိုက်ရှိတယ်နှစ်ချင်းခံထားရင်ငရေကလွတ်တယ်လို့ယုံတာလဲတစ်ဖွဲ့ရှိတယ်ရေကိုယုံတဲ့အဖွဲတွေရှင်းတော့ဒါကြောင့်ခဏသွားနေကြတယ်ကဲအဲ့တော့ကြည့်ဒီမှာဘယ်သူမှန်လဲငါတို့ရှိသမျှဘာဖြစ်သွားပြီလဲလမ်းလွဲပြီးမှဖယားလမ်းကိုလိုက်လားကိုလမ်းကိုလိုက်လားကိုလမ်းကိုလိုက်တာလေဟိုတယောက်မယ်ဘယ်သွားမလဲပွဲတော်စားတာပဲကောင်းငင်ရောက်မယ်ထင်တယ်ပွဲတော်စားလို့ကောင်းငင်ရောက်ရင်ဘာလို့တဲတဲလေးကျွေးမလဲဘန်းလိုက်ကျွေးလိုက်မယ်ဘယ်သူပြောလဲပွဲတော်စားရင်ကောင်းငင်ရောက်တယ်လို့စားလို့တောက်လို့များရောက်ရင်တော့အကြီးကျွေးလိုက်မှာပေါ့ဘန်းလိုက်တာလစ်လိုက်တော့တချို့တွေလိုက်ဘန်းလေးကန်ရတာကိုပြောလို့အမလေးတသားလုံးတောက်စားလာတာဘန်းလေးပေးလိုက်တယ်အိုးရေမိုးချိုးပြီးကုတ်နဲ့ပဲနဲ့နက်တိုင်းနဲ့ဘန်းလေးယေရှုရဲ့အသားနဲ့အသွေးတဲ့ယေရှုအသွေးနဲ့အသားဒီလိုအသားနဲ့အသွေးနဲ့အသားအဲ့ဒါနဲ့ပြောရင်နဲ့ပြည်သားမသိရင် तू အရန်ပဲအပြစ်မလုပ်တတ်တယ်လို့ပါလို့နဲ့ကောင်းကင်တမန်လို့ပါလို့တော့အိမ်လဲရောက်တော့ခါတပြက်စီးနဲ့ရိုက်တာတို့အားလုံးပြည့်ရှိလားအဲ့တော့ကြည်ငါတို့ရှိသမျှဒီတိုးကဲတော့လမ်းလွဲလျက်ကိုလမ်းတော့အသီးသီးလိုက်သွားကြသည်ဖြစ်၍ထာဝရဘုရားသည်ခတ်သိမ်းသောငါတို့၏ပြစ်များကိုသူ့အပေါ်၌တင်တော်မူ၏ယေရှုပေါ်မှာဘုရားကကျွန်တော်တို့ပြစ်အားလုံးမလုပ်လိုက်ပြီလေတင်လိုက်ပြီအဲ့တော့ယေရှုပေါ်မှာကျွန်တော်တို့ပြစ်ရောက်သွားပြီလားမင်းမဲ့နည်းနည်းရောက်လားများရောက်လားအကုန်ရောက်လားအကုန်ရောက်တာနည်းနည်းရောက်တာမဟုတ်အကုန်ရောက်တာအကုန်ကျွန်တော်တို့အပြစ်အားလုံးယေရှုပေါ်ရောက်သွားပြီအဲ့တော့ယေရှုခရစ်တော်ကကျွန်တော်ပြစ်တွေဘာလုပ်သွားလဲအသေးခံသွားတယ်သေခံသွားတာပြီးမှသူ့နဘေးကိုလှန်နဲ့ထိုးလိုက်တော့သွေးနဲ့ရေထွက်လာတယ်အသွေးတော်ကကျွန်တော်တို့ပြစ်ကိုဆေးကြောတယ်တကြိုလိုက်တယ်3ရက်ကြတော့သေခြင်းကအေးပြန်ရှင်ပြန်ထားမြောက်တယ်အဲ့တော့ယေရှုခရစ်တော်မိတ်ဆွေပြစ်ကိုဆက်ပြီးပြီလားကျွန်တော်မဲ့ဆက်ပြီးလား
ဆက်မလားဆက်ပြီးပြီလားဆက်ပြီးပြီတင်ယုံလို့ဆက်တာလား तू ချစ်လို့ဆက်တာလားချစ်လို့ဆက်တာလူမျိုးခွဲလား तू ဘာသာခွဲလားတင်ငယ်ငုံခွဲလားခရစ်ယာန်တွေကလူမျိုးခွဲလားဘာသာခွဲလားတင်ငယ်ငုံခွဲလားဂိုင်းအောင်ခွဲလားအကုန်ခွဲတယ်ခရစ်ယာန်ယေရှုကခွဲလားလုံးဝမခွဲဘူးယေရှုကလူမျိုးမခွဲဘူးဘာသာမခွဲဘူးဂိုင်းမခွဲဘူးလူတိုင်းအပြစ်ကိုဆက်တာဆက်မလားဆက်ပြီးလားဆက်ပြီးပြီဟာလေလုယာယေရှုဘက်ကကြည့်အိုက်ကားရိုက်မှာအပြစ်ကျွေးဆက်တာလွယ်လားကြည့်ပြောယေရှုဘက်ကနေကြည့်ရင်လွယ်လားမလွယ်ဘူးအမလေး तू အပြစ်ကျွေးဆက်တာဘလောက်ခက်တယ်ထင်လဲစာလံ129အပိုက်ငယ်3အဲ့ဒီကျမ်းပိုက်ကတော့ကျွန်တော်နှလုံးလှုပ်ခါစီစာလံ129အပိုက်ငယ်3ဒီကျမ်းပိုက်ကယေရှုကိုပြောတာဒီစာလံ129ကအပိုက်ငယ်3လိုက်ဆိုထွန်တော်သူတို့သည်ငါကြောပေါ်မှာထွန်၍ရှေသောထွန်ကြောင်းကိုဖြစ်စေကြ၏ယေရှုကားတိုင်းပေါ်မတက်ခင်ယေရှုကိုရိုက်တာဘလောက်ဆိုးတယ်ထင်တယ်သခင်ရှုကိုရိုက်တာနော်ကျမ်းစာမှာကြည့်ထွန်တော်သူတို့သည်ငါကြောပေါ်မှာထွန်၍ရှေသောထွန်ကြောင်းကိုဖြစ်စေကြ၏လေထွန်တဲ့အခါမှာမြေကြီးမှာအစင်းကြောင်းလိုက်ကြံခဲ့တယ်မဟုတ်ဘူးလားအခုယေရှုကိုရိုက်တာဘယ်လိုရိုက်လိုက်လဲကြောတစ်ခုလုံးထွန်ထားတဲ့မြေကွက်နဲ့တူတယ်အဲ့လိုရိုက်ပလိုက်တာကျိုးနဲ့အဲ့လိုရိုက်တာရိုက်ပြီးတော့ဆွဲလိုက်ရင်အသားကရိပြီးပါသွားတာဒါကြောင့်ကျက်ဆာလန်ကျမ်းမှာပြောပြီလေငါကြောတစ်ခုလုံးကထွန်ထားတဲ့မြေကွက်လိုပဲတဲ့အဲ့လိုရိုက်သွားတာလူတွေကရဆက်ဆက်ရိုက်ပလိုက်တာနောက်ဆုံး तू သေတဲ့အခါမှာကြည့် तू ဘာပြောလဲအဖာဘာကြောင့်ကျွန်တော်ကိုစွန့်ပစ်တာလဲယေရှုရဲ့ဘဝမှာ तू အဖာစွန့်တာကိုခံရလားခံရတယ်မပြီးသေးဘူးသေတဲ့အချိန်ကညနေ3နာရီယေရှုသေတဲ့အချိန်ညနေ3နာရီ6နာရီထိုးရင်အတုပချခွင့်မရှိဘူး6နာရီကြော်လို့မရဘူးအဲ့နေရနောက်နေ့ကျတော့ဥပဝင်တော့မယ်ပြောချင်တာကဥပဝင်တော့မယ်ဆိုအတုပချလို့မရပြန်ဘူးအဲ့တော့ဒီ6နာရီမထိုးခင်မြန်အတုပချမြန်ချ6နာရီမထိုးခင်မြန်အတုပချမွေးတာကဘက်လင်ကြီးတာကနာဇရက်သာသနာပြုတာဂါလိလဲဘက်လာသေးတာကရာနီဘလို့လို့3နာရီနဲ့အပြီးပြန်မလဲကိုတင်ញိုင်ကုန်ရှိတဲ့နေရာကိုဘယ်လင်အဝေးနာဇရက်ကဝေးဂါလိလဲအဝေးသူသေးတာကရာနီမှာဆိုဘလို့လို့မြန်ဒီအလောင်းကိုတဲမလဲလာမပြောနဲ့3နာရီပဲအချိန်ရှိတယ်ညနေ3နာရီမှသေတယ်6နာရီနောက်ပိုင်းအတုပချခွင့်မရှိဘူးလေဆိုတော့ဒီအလောင်းကိုကားတိုင်းကနေဖြုတ်အောင်မယ်မြန်ရေချိုးရမယ်ပြီးစီလိန်ရမယ်ပြီးပိတ်စာပက်ရမယ်ဆိုပြီးမှတင်ញိုင်ကုန်ပို့ရမယ်ဆိုဘယ်တင်ញိုင်ကုန်ပို့မလဲပြောအရန်ခတ်သွားပြီလေသူသေတဲ့အချိန်ကအဲ့တော့3နာရီပဲအချိန်ရှိတယ်ငိုမဲ့အချိန်မရှိဘူးမြန်လို့ဝမ်းနေတာခဏထား3နာရီမထုတ်ခင်မြန်လို့ရဂျူးလူမျိုးတွေဟာသားတွေသေရင်သားသမီးသေရင်အမေကိုယ်တိုင်အလောင်းပြင်းတယ်အမေကိုယ်တိုင်ပြင်းတယ်ဒါပေမဲ့သခင်ယေရှုသေတဲ့အခါမှာမေတော်မာရီလုံးဝမပြင်းဘူးဘာလို့သူ့သားကိုရိုက်လိုက်တာလူတွေဟာအမေတော်မမှတ်မိတော့တလောက်ရဆက်ဆက်ရိုက်ပလိုက်တာအမေတော်မာရီကဟိုးအဝေးမှာသွားငိုနေပြီအလောင်းလာမပြင်းဘူးမကြည့်နိုင်တော့ဘူးသူ့သားရဲ့အခြေအနေအဲ့လောက်ဆိုးသွားတာအဲ့တော့ယေရှုရဲ့အခြေအနေကိုကြည့်မိတ်ဆွေနဲ့ကျွန်တော်ကိုချစ်လားချစ်ရတာလွယ်လားယေရှုဘက်ကလွယ်လားဘိုးကရှိလားဘိုးကရှိတယ်နော်ရုပ်ပြက်စင်ပြက်နဲ့သေးတာအဝိစာချွတ်တာမဟုတ်အဝိစာဆွဲပြဲပလိုက်တာအဝိစာဘလာနဲ့သေးတာကားတိုင်းမှာသူ့ချင်းနေအဲ့ဒါအားလုံးကမိတ်ဆွေနဲ့ကျွန်တော်ကိုချစ်လို့သူဘယ်လောက်ချစ်လဲပါဇက်နဲ့ချစ်တာမဟုတ်ဘူးသူ့ဘဝလက်တွေ့သူ့အချိန်တွေကဘလောက်ခံစားရလဲအမေကိုယ်တိုင်ဟိုမှာငိုနေလမလာဘူးအချိန်လဲတင်းញိုင်းကောင်းကလည်းအဝေးကြီးသူဥစ္စာ
ama yoda sure dua ngat tinyai ma dejolai ba de pe lu mian twa the ya ada Israel twa ji ai tinyai kong le pyadana shi de tinyai the da le to pyadana shi de ada ma pyo do chan sa tamai ko le la yin twai lai ma ai tinyai ya da daw ma the pho ka pyan ma lwe wu akhat khe mya yi be ai tinyai ya ada so Yeshu ye achhe ne ha mai swe neကျွန်တော်ကိုချစ်တဲ့အခါမှာမလွယ်ဘူးရိုက်ထားတာကြောတစ်ခုလုံးကရစရာမရှိဘူးအဝိစာဗလာနဲ့တည်ရတယ်ကွယ်ရမှာမဟုတ်လူပုံအလဲမှာဖြတ်သွားဖြတ်လာအားလုံးမြင်တယ်တခြားမှမသိဘူးကားတိုင်းမှတည်တယ်ကားတိုင်းဆိုတာအစိုးဆုံးလူတွေကိုရိုက်တတ်တဲ့နေရာပဲအဲ့တော့မိတ်ဆွေနဲ့ကျွန်တော်ကိုချစ်လားမိတ်ဆွေနဲ့ကျွန်တော်အပြစ်ကိုဆက်လားဆက်မလားဆက်ပြီးပြီလားဆက်ပြီးပြီယေရှုခရစ်တော်အသွေးနဲ့ကျွန်တော်အပြစ်ကိုဆေးတဲ့တကြိုပြီး3ရက်ကြာထားမြောက်ယေရှုခရစ်တော်မိတ်ဆွေနဲ့ကျွန်တော်ကိုကယ်ပြီးပြီအဲ့ဒါကိုယုံကြည်လက်ခံရင်ငရဲကလွတ်တယ်ယုံကြည်လက်ခံငရဲကလွတ်တယ်ဆိုယေရှုခရစ်တော်ပြောတဲ့စကားရှိတယ်သူပြောတာသင်အတွက်ပြည့်ကျွေးဆက်တော်ကွယ်ရမှာမဟုတ်လူပုံအလဲမှာနော်လူတွေအများကြီးကြည့်တယ်ဖြတ်သွားဖြတ်လောက်အကုန်ကြည့်တယ်အရှက်တကွဲအကျိုးနဲ့အဲ့ဒါလူပုံအလဲမှာသူကမိတ်ဆွေနဲ့ကျွန်တော်ကိုစားအသေးခံသွားတယ်သင်ယေရှုကိုလက်ခံရင်ယေရှုပြောတဲ့စကားရှင်းတယ်ယေရှုပြောတဲ့စကားလိုက်ဆိုအကျဉ်သူသည်လူတို့ရှေ့ပါငါကိုဝန်ခံအပ်ထိုသူကိုငါခမဲတော်ရှေ့မှာငါဝန်ခံမိကျဉ်သူသည်လူတို့ရှေ့မှာငါကိုညှင်းပယ်အပ်ထိုသူကိုငါခမဲတော်ရှေ့မှာငါညှင်းပယ်မိအကျဉ်သူသည်လူတို့ရှေ့မှာငါကိုရှက်အပ်ထိုသူကိုငါခမဲတော်ရှေ့မှာငါရှက်မိတရက်ကြရင်ကျွန်တော်တို့အားလုံးဟာခမီးတော်ဖျားရှိမှဝင်ရမှာဖြစ်တယ်စီရင်ချင်းခံရမှာဖြစ်တယ်ဆိုသင်အခုကလေးကယေရှုကိုလက်ခံမယ်ဆိုရင်ကွယ်ရမှာလက်ခံလို့မရဘူးတခင်ယေရှုကိုယ်တိုင်ပြောတယ်နော်အကျဉ်သူဒီလူတို့ရှေ့မှာငါကိုဝန်ခံထိုသူကိုငါခမဲတော်ရှေ့မှာငါဝန်ခံမိသင်ယေလူရှေ့မှာယေရှုကိုလက်ခံမှယေရှုကခမဲတော်ရှေ့ရောက်ရင်သင်ကိုလက်ခံသင်လူရှေ့မှာလက်မခံရင်သင်ကိုလည်းယေရှုကခမဲတော်ရှေ့မှာလက်မခံသူကသင်အတွက်အဖို့ခပေးတော့လူရှေ့မှာပေးခဲ့တာသင်သူ့ကိုလက်ခံရင်လည်းလူရှေ့မှာပဲလက်ခံရမယ်ဒါတကယ်ယေရှုပြောတဲ့စကားပဲဒါကြောင့်လို့ဒီသင်ခန်းစာကိုအဆုံးသတ်ပြီးဒီနေ့ယုံကြည်သူညီကိုမောင်နှမများကျွန်တော်ပြောခြင်းတယ်ခရစ်တော်ကိုလက်ခံမယ်ဆိုရင်ဘယ်မှာလက်ခံရမလဲလူရှေ့မှာလက်ခံရမယ်အဲ့ဒါဆိုတော့ဒီနေ့ကျွန်တော်ရဲ့လောကမှာအသက်ရှင်နေတဲ့အချိန်ကခဏလေးပဲတော်တော်လေးပဲဘယ်နေ့ထွက်သွားမလဲမသိဘူးအဲ့တော့ဒီနေ့ကိုကောင်းတာကိုယုံနာလားဖျားကောင်းတာကိုယုံနာလားငရဲကလွတ်တယ်ဆိုတာကိုကောင်းလို့လားဖျားကောင်းလို့လားဖျားကိုကိုးကွယ်တာနဲ့ပဲလွတ်သလားကားတိုင်းမှာအပြည့်ကျွေးဆက်တာကိုယုံမှလွတ်သလားအေးယေရှုကမဟုတ်ငါလုံးနဲ့ငါနဲ့ငါလူအများကြီးကျွေးလားယုံလားအဲ့ဒါကိုယုံငရဲလွတ်လားမလွတ်ဘူးမဟုတ်ငါလုံးနဲ့ငါနဲ့ကောင်ကျွေးတာခဏဟောပြီးကျွန်တော်တခါမစားဘူးဘာလဲအဲ့မုံငါလုံးနဲ့ငါနဲ့ကောင်မှာကျွန်တော်တို့ပြစ်ပါသွားလားဂျီယိုစပြည့်လောက်လားယုံလားအဲ့ဒါယုံငရဲလွတ်လားမလွတ်ဘူးလေအဲ့ဒါယုံတာမှန်လားမှန်တယ်လေမှန်တယ်ဒါပေမဲ့အဲ့ဒါငရဲကလွတ်တာမှမဟုတ်တာငရဲကလွတ်တာကကျွန်တော်တို့ပြစ်ပါသွားတာဆက်လိုက်တာဒီမှာလေထောက်ယုံရမှာလေဖះဟိုကလည်းယုံတာလည်းယုံမရဘူးလေမုံငါလုံးနဲ့ငါနဲ့ကောင်ယုံတယ်မှန်တယ်လေမမဘူးလေဒါပေမဲ့ကျွန်တော်ပြစ်မှမပါတာဂျီယိုစပြည့်လောက်တာမှန်တယ်လေဒါပေမဲ့ကျွန်တော်ပြစ်မှမပါတာသေသွားတဲ့ခလေးမလေးကိုရှင်ပြန်ထမ်းမြောက်စေတယ်မှန်တယ်လေဒါပေမဲ့ကျွန်တော်ပြစ်မှမပါတာမိတ်ဆွေနဲ့ကျွန်တော်ပြစ်ပါသွားတာဒီမှာလေနှစ်ချင်းခန့်တာမှန်တယ်လေဒါပေမဲ့ကျွန်တော်ပြစ်မှမပါတာပွဲတော်စားတာမှန်တယ်လေကျွန်တော်ပြစ်မှမပါတာအဲ့ဒါမမဘူးဒါပေမဲ့နားလေရမှာအပြစ်အားလုံးပါသွားတာဘယ်မှာလဲခါတိုင်းအဲ့ဒါကိုနားလေရမှာအဲ့ဒါကိုရှင်းသဘောပေါက်အောင်မှာအဲ့တော့ကားတိုင်းမှာယေရှုတည်တဲ့အခါမှာဘေးနားမှာလူဆိုး2ယောက်ရှိတယ်တယောက်ကလက်ခံတယ်တယောက်ကလက်မခံဘူးလက်ခံတဲ့တယောက်ယေရှုပြောတယ်သင်္ကန်းနဲ့တူတူပရိသုဘုံမှာရှိမယ်အဲ့ဒီမှာပြောသွားတယ်ဆိုတော့အဲ့ဒီလူဆိုးကကောင်းလို့ကောင်းငင်ရောက်တာလားခရစ်တော်ကိုလက်ခံလို့ရောက်တာလားဒီဘက်ကလူဆိုးကမကောင်းလို့ငရဲကြတာလားခရစ်တော်ကိုလက်မခံလို့ငရဲကြတာလားခရစ်တော်ကို
လက်မခံလို့ငရဲကြတာဒါပဲအဲ့တော့ဘယ်မှာလှုပ်သွားတဲ့လှုပ်ရက်ကိုလက်မခံတာလဲကားတိုင်းမှာပြည့်ကျက်တာကိုလက်မခံလို့ငရဲကြတာဆိုတော့ဒီနေ့ဒီမှာရောက်လာတဲ့မိဘညီကိုမောင်နှမများကျွန်တော်အားပေးခြင်းနဲ့အသက်တာထဲမှာသင်ခရစ်တော်သင်ပြစ်ကိုဆက်ပြီးပြီနှစ်ချင်းခံလို့လွတ်တာမဟုတ်ဘူးပွဲတော်စားလို့လွတ်တာမဟုတ်ဘူးဆယ်ဘိုးတဘိုးထဲလို့လွတ်တာမဟုတ်ဘူးခရိယာသင်ချိုင်းမှာတကြိုလို့လွတ်တာမဟုတ်ဘူးသင်အောင်ဆရာလုံးလို့လွတ်တာမဟုတ်ဘူးကြားစာကြောင့်တက်လို့လွတ်တာမဟုတ်ဘူးအကျင့်ကောင်းလို့လွတ်တာမဟုတ်ဘူးအဲ့ဒါတွေလုံးလို့လွတ်မယ်ဆိုရင်ယေရှုလာပြီးသေစရာအကြောင်းမရှိဘာလုံးမလွတ်ဘူးဒါကြောင့်ခရစ်တော်ကားတိုင်းမှာလာသေသွားတာအဲ့တော့ဒီနေ့မိတ်ဆွေနဲ့ကျွန်တော်အသက်တာထဲမှာခရစ်တော်ငါပြစ်ကိုကားတိုင်းမှာဆက်ပြီးပြီလို့သင်ယုံရင်ငရဲသွားစရာမလိုတော့ဘူးဒါပေမဲ့ယုံတဲ့လူကိုယေရှုပြောတဲ့စကားရှင်းတယ်အကျဉ်သူဒီလူတို့ရှေ့မှာငါ့ကိုဝန်ခံအပ်ထိုသူကိုငါခမဲတော်ရှေ့မှာဝန်ခံမယ်အဲ့တော့ဒီနေ့ခရစ်တော်ကိုယ်တိုင်ပေးဆက်တော့မရှက်ဘူးနော်လူပုံအလယ်မှာဗလာနဲ့သေးတာဗလာနဲ့ဒီနေ့သင်ကိုလည်းခရစ်တော်ကစိန်ခေါ်နေတယ်ဘယ်သူလက်ခံမလဲလူရှေ့မှာလက်ခံရင်အဲ့ဒီလူကိုငါခမဲတော်ရှေ့ကြငါလက်ခံမယ်အဲ့တော့ဒီနေ့ဒီမှာရောက်လာတဲ့မိဘညီကောင်မောင်နှမများရောသင်္ကန်းစာကိုအဆုံးသတ်ပြီးခရစ်တော်ကိုလူရှေ့မှာငါလက်မခံခဲ့ဘူးဆိုတဲ့လူများရှိကားတိုင်းမှာပြည့်ကျွေးဆက်သွားတာအိုးခုမှသဘောပေါက်တယ်ငါခုမှနားလေတယ်ငါခရစ်တော်ကိုလက်ခံမယ်ငါဝန်ခံမယ်ဆိုတဲ့သူရှိရင်ကျွန်တော်ခုဆုတောင်းပေးမယ်ရှိတဲ့နေရာမှာမတည့်ရရှိတဲ့နေရာမှာမတည့်ရအိုးငါခရစ်တော်ကိုလက်ခံရင်ငရဲကလွတ်တယ်လူရှိမှလက်ခံရမယ်ငါအခုမှသဘောပေါက်တယ်အခုငါလက်ခံမယ်ဆိုတဲ့လူရှိရင်ရှိတဲ့နေရာမှာမတည့်ရဆုတောင်းပေးမယ်မရှိရင်တော့ဆုတောင်းပြီးအဆုံးသတ်မယ်ရှိလား10မိနစ်အချိန်ပေးမယ်ရှိလားရှိမတည့်ရအခွင့်အရေးခုပဲရှိတယ်ခရစ်တော်သင်ကိုချစ်တယ်သင်ပြည့်ကျွေးရဆက်ပြီးပြီဒီထဲမှာအဲ့ခရစ်တော်ကိုလက်ခံမဲ့သူပါလားလူရှိမှငါတခါမှခရစ်တော်လက်မခံခဲ့ဘူးငါအခုမှသဘောပေါက်တယ်ငါအခုလက်ခံမယ်ဆိုတဲ့လူရှိလားရှိရင်မတည့်ရဆုတောင်းပေးမယ်ရှိလား10မိနစ်အချိန်ပေးမယ်မရှိရင်ဆုတောင်းတော့မယ်ရှိလားအခုမှသဘောပေါက်တယ်ငါအခုလက်ခံမယ်ဆိုတဲ့လူပါလားဒီထဲထဲမှာပါရင်မတည့်ရရှိလား worship team တခြင်းတပုတ်နဲ့ဖျားကိုကိုးကွယ်မယ် worship team ရှိကိုလာပြီတခြင်းတပုတ်ဆိုပြီးအဲ့ဒီအချိန်မှာဒီထဲမှာရှိတဲ့လူတွေခရစ်တော်ကိုလက်ခံဖို့ဆုံးဖြတ်ချက်ရှိတယ်ငါအခုမှသဘောပေါက်တယ်ငါကိုခရစ်တော်ကိုလက်ခံမယ်ဆိုတဲ့သူရှိရင်ရှိကိုလာနော်ဒီရှိကိုလာကျွန်တော်ဆုတောင်းပေးမယ်ရှိလားကျန်တဲ့လူကမတည့်ရဖျားခင်ကိုကိုးကွယ်ရကျန်တဲ့လူဖျားကိုးကွယ်ရဖျားခင်ကောင်းမြတ်တယ်ဖျားခင်ကြီးမြတ်တယ်ဖျားခင်ကျေးဇူးပြုတယ်ဖျားခင်ကအရာခတ်သိမ်းတတ်နိုင်တယ်မဆာတဲ့အရှင်ဖြစ်တယ်တကယ်ပဲခရစ်တော်ငါပြစ်ကိုဆက်ပြီးပြီငါအခုသဘောပေါက်တယ်လက်ခံမယ်ဆိုတဲ့လူရှိရင်ရှိတဲ့နေရာကနေရှေ့ကိုထွက်လာခဲ့ဓမ္မဆုတောင်းပေးမယ်ရှင်းထွက်ခဲ့အရင်ကငါနားလဲပြီးသားဒါတွေငါလက်ခံပြီးသားဆိုရင်မလာနဲ့တကယ်လို့ငါအခုမှရှင်းလင်းသဘောပေါက်တယ်ငါခရစ်တော်ကိုတခါမှလူရှိမှအိုးလက်မခံဘူးငါအခုလက်ခံမယ်ငါအခုသဘောပေါက်ပြီဆိုတဲ့လူရှင်းထွက်လာခဲ့ဆုတောင်းပေးမယ်Ito ba hongin na lianin na lomlom